Hello အားလုံးမင်္ဂလာပါကျွန်တော်လီဗာပူးရှူးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့လီဗာပူးရဲ့နောက်ဆုံးရသတင်းလေးတွေပေါ့နော်အပြောင်းရွှေ့သတင်းလေးတွေကျွန်တော်ဒီသွားပြီးဆွေးနွေးကြည့်ရအောင်ဒီပထမဆုံးသတင်းနဲ့ပေါ့နော်ဒီကျွန်တော်လီဗာပူးရှင်ဝင်းလက်ကစားသမားလေးဂျမန်လက်စစ်ကစားသမားလေးပေါ့နော်ဘတ်လေးကိုကျွန်တော်တို့လီဗာပူးတင်ကဒီပေါင်132တန်းပေးချရမှာကြားရတယ်ပေါ့နော်ဒါပထမတော့ပါနေလီဗာပူးရှင်တင်းထားနေပြီးတော့ဒါပေါင်တန်းဒီဘက်ကလာလေးဆိုရင်ပေါင်တန်း100နဲ့ပြောင်းမယ်အခုကသူကဒီဂျမ်ဒီဘိုင်ယန်မြူးနဲ့သူ့ရဲ့ပြည်တွင်းကလပ်ဘိုင်ယန်မြူးနဲ့ဆိုရင်တန်း150ရောင်းမယ်အခုပြည်ပကလပ်တွေကမှတန်း132တန်းကုန်ကြမယ်ပေါ့နော်ကျွန်တော်လီဗာပူးတင်ရချေရမယ်အဲ့ဒီလီဗာပူးတင်နေပေါ့ဒီအသင်းဆွေးနွေးတယ်ပေါ့နော်ဒီနှစ်ဖက်အသင်းတွေဆွေးနွေးတယ်ဒီလီဗာပူးရှင်အသင်းနဲ့လီဗာပူးအသင်းနဲ့ဆွေးနွေးတယ်ဒီဘတ်လေးကိုခေါ်မယ်ဆိုရင်ပေါင်132တန်း132တန်းဆိုနဲတာမဟုတ်ဘူးเนาะကျွန်တော်လီဗာပူးပြည်သက်ရင်းနဲ့ကြည့်မှာဆိုရင်ဒီလိုမျိုးအသင်းကက်စီတဲ့အသင်းပိုင်ရှင်တွေနဲ့ဒီ132တန်းခေါ်နိုင်ပါမလားကျွန်တော်ဆွေးနွေးစရာပေါ့เนาะဒီပေါင်132တန်းဆိုတဲ့အားကြီးမနှဲဘူးပေါ့เนาะဒီကစားသမားတရားကိုအဲ့ငွေပမာဏတော့မနှဲဘူးဗျာเนาะကျွန်တော်တို့ဒီတခြားအချို့ချောင်လေးလိုက်ရှာမှာဆိုရင်လည်းတော့တန်း60လောက်ဆိုတာတန်း80ထားတန်း80ဆိုရင်ကစားသမား2ယောက်လောက်စားထိုးလို့ရတယ်ဗျာเนาะကျွန်တော်ဈေးကြီးတယ်လို့ထင်တယ်เนาะဒီကစားသမားတစ်ယောက်ရအောင်တန်း130တော့132တန်းတော့ကုန်ကျွန်တော်တို့ဖြစ်နိုင်တော့ဒါဒီမင်းဖြစ်သေးဘူးเนาะဒီဖြစ်နိုင်မယ်ဆိုလို့ဒီကစားသမားလေးကိုဒါကျွန်တော်တို့ကမခေါ်တိတ်တော့ဘူးပေါ့เนาะကျွန်တော်အတင်းပိုင်ရှင်နေတယ်ဒီဈေးကွက်တော့ဒါဈေးကြီးလို့လားဗျာ130ဆို150လောက်ရှိတန်း150လောက်ရှိเนาะဒီတချို့အသေးတွေတောင်မှဒီလိုမျိုးဈေးကြီးလို့လက်ထုတ်ထားတာဗျာကျွန်တော်လီဗာပူးတင်ဒီကစားသမားတွေလို့ကျွန်တော်ဗန်ရရခေါ်တယ်ပေါ့နော်တချို့သေးဆိုမန်စီးတီးဘာလို့လည်းလောက်လာတာပဲနော်မန်စီးတီးတို့ဘာလို့ကစားသမားတွေကြိုက်တယ်ကစားသမားတံပိုးဈေးကြီးလို့နေဗျာနော်ဒီတန်း100ဆိုတာနဲလာတယ်နော်တန်း130ကျွန်တော်တို့ဒီဝင်နေပေါ့အခုကတော့ဘယ်လိုဖြစ်လာမလဲမသိသေးဘူးเนาะဒီဖိုင်ဆိုလိုမဲလို့ကပေါ်ပြတာပေါ့နော်လောက်ပို့လောက်ထားတယ်ဒီတန်း132တန်းကုန်ကြမယ်ဒီကစားသမားခေါ်မယ်ဆိုရင်ဒါအတင်းတောင်းလို့ရှိသူတွေနဲ့ဒါဆွေးနွေးရမှာပေါ့နော်ဒီခေါ်ပြီးမလားမခေါ်ပြီးတော့ဒါကြည့်ရမှာပေါ့ဗျာနော်ကျွန်တော်တို့ဒီခုကျွန်တော်နောက်ဆုံးခုဒီညနေပေါ့နော်နောက်ဆုံးကြည့်ထားတာပေါ့ဒီကစားသမားနဲ့ဆွေးနွေးနေတာကြားတယ်ဒီအတင်းတောင်းလို့ရှိသူတွေလည်းလေဘာကိုချင်းအတင်းတောင်းလို့ရှိသူတွေဆွေးနွေးနေတယ်နော်ဒီခေါ်ရောမခေါ်ရောတော့ဒါတီမပြုတ်သေးဘူး။အောင်ဆိုလိုမဲ့တော့ကဒီတီမပြုတ်သေးဘူးနော်။တီမပြုတ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာရောက်မှမရောက်လာယူမလားခေါ်မလားမသိသေးဘူးနော်။အဲကြောင့်ကျွန်တော်တို့ကတော့ခဏမှဆိုကျွန်တော်တို့ပိတ်သက်တွေနဲ့ဈေးကြီးလို့လည်းဗျာနော်။တန်း130အားကြီးနဲတာမှမဟုတ်တာ။ကစားသမားကောင်း2ယောက်လောက်စားလို့ရတယ်တန်း80တန်း80လောက်က2ယောက်လောက်ကောင်းရတယ်ဗျာနော်။ခြားကစားသမားတွေလိုက်နေရတယ်။ကျွန်တော်တို့ဒီဘက်ကတော့အီးရလုံးနေနော်အခုတန်းဈေးကြီးလို့နေအီးရလုံးနေတယ်နော်ဘာမှအတင်ပြုတ်သေးဘူးတခြားရှိမှာဗျာတခြားကလပ်တွေရဲ့ကစားသမားတွေလိုက်မှာပေါ့နော်ကျွန်တော်လီဗာပူးကညီကိုတိတိုင်းလီဗာပူးကဒီကစားသမားတွေဝင်တဲ့နေရာမှာတော်တော်လေးကိုဆရာကြလို့နော်ဈေးကြီးနဲ့ဈေးတက်တာအဲ့လိုမျိုးဝယ်နေရတယ်နော်တော်တော်ဈေးကြီးပြီသူတို့မဝယ်တာများတယ်ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဝယ်မလားတကယ်ပဲနောက်ဆုံးမလားချက်စောင့်ကြည့်ရမယ်ဒါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီလူဝီဒီရဲ့နဲ့ဘာစီလိုနာတင်းရကြိုက်တယ်နော်ဒါပေမဲ့ကျွန်တော်လီဗာပူးတောင်းတဲ့ပမာဏဈေးများနေတယ်ဒါဖမ်းမစိုးလိုမဲ့တော့ပေါ်ပြထားတယ်နော်ဒီဈေးများတယ်နော်ဒီလူဝီဒီရဲ့အကြောင်းရှိရပေါ့ကစားသမားကိုကြိုက်တယ်မဲ့ဒါပေမဲ့ဈေးအရင်ကြီးလို့ကြားတယ်ကျွန်တော်ဒီမှာဒီဘာလို့နာတင်းတဘောတူလို့ဒီအလုံးဈေးကြီးတွေကို Sky Sport ဒီမှာပေါ်ပြထားတယ်နော်အဲ့လိုမျိုးဈေးအရင်ကြီးတယ်ဗျာဒီနေ့လည်းဘာကျေသွားတင်းမခေါ်နိုင်ဘူးဗျာပြောမစင်တော့ဒါနဝင်းဒီကတော့ဒါမပြောင်းလို့ကြားတယ်ဒီသူ့အနေနဲ့လီဗာပူးအသင်းမှာဆက်ရှိရှင်တယ်လို့ကြားတယ်နော်ဒါဘာစီလိုအသင်းကိုပြောင်းလို့ကျွန်တော်မထင်ဘူးဒါကျွန်တော်လီဗာပူးကတော့အလားသမားတွေလက်လွတ်မယ်ပေါ့နော်ဒီသူတို့ဟိုပြီးတဲ့နှစ်ကလည်းတော့သိရတာပါနော်ပြီးတဲ့နှစ်ကလည်းဒီလူကြီးရဟိုဒါဘာစီလိုအသင်းကကြိုက်တယ်ပြောင်းရွှေ့မယ်တကယ်ဖြစ်သွားတယ်နော်ဒါပေမဲ့ပြောင်းရွှေ့မဖြစ်သွားဘူးဒီလူရဒီမှာတော့ဒါ
ဒီလိုကြီးရဲ့နေရာဒီဘာလို့ကဆက်ရှိအချိန်တော့ကြားတယ်ဒါပေမဲ့ဒီဘာစီလိုအတင်းကတော့ကြိုက်တယ်နော်ဒီဒီရောခေါ်ချင်တယ်ဒါပေမဲ့ဈေးကွက်တန်ဖို့လည်းတော့နောက်ခုနတန်းရှင်းမဲ့တော့ပေးချရမှာထင်တယ်နော်ကျွန်တော်ချိန်ပြီးတော့ဒါဈေးနှုန်းကတော့မပြောပြဘူးအဲ့လောက်တန်ဖို့လောက်ရှိမယ်ဒါလီဗာပူးကလည်းလွယ်လွယ်နဲ့လက်မတုတ်ဘူးနော်ဒီကစားသမားရဲ့တန်တလေးရတော့လက်လွတ်ပေါ့နော်ဒါပေမဲ့ဘာစီလိုအတင်းရနေတော့ဈေးကြီးလို့နေကွေးနေတယ်ပေါ့နော်ဈေးကြီးနေလို့ပေါ်ပြထားတယ်ဒါတော့လီဗာပူးသေးလေးရတာဘယ်လိုဒါတော့နောက်ဆုံးရသတင်းလေးတွေပေါ့နော်ကျွန်တော်လီဗာပူးသေးပိတ်တယ်ပြီးတော့ဒါပဲပေါ့ဒီဝမ်းတာမလို့ဝမ်းနေရမလို့ပေါ့နော်ကစားသမားတူကလည်းဈေးကြီးနော်တော့တို့ကဒီကစားသမားဆိုတော့တယောက်လောက်ပဲရသေးတာပေါ့နော်ဒါဘုံမော့ပဲနောက်ခံလို့ဒီဘိုင်ကိုကားကလည်းဒါခေါ်မယ်လို့ကပြောနေတယ်ပေါ့နော်ဘာမှမတိကျမရသေးဘူးနော်ဒီကျွန်တော်ဖိန်ပေါအောင်တော့ခေါ်ပြီးတော့ထင်တယ်ပေါ့နော်ဒီအာနိုးမြစားတော့ခေါ်ပြီးလိုက်ထင်တယ်တယောက်လောက်ပဲကစားသမားခေါ်ရအောင်ပေါ့နော်နှစ်ယောက်ကတော့ဆွေးနွေးတော့မယ်ကဲနောက်ဘာဆက်ဖြစ်လာမလဲကျွန်တော်တို့နောက်သတင်းလေးလိုက်တော့ဆက်ပြီးတော့ပါကဲအားလုံးပဲချစ်ချစ်ပေးတဲ့ညီကိုမစင်များအားလုံးကျေးဇူးလိုက်တင်ပါတယ်ကျွန်တော်ကြိုက်နေတဲ့ဆိုရင် like and share လေးလုပ်ပြကြပါဦးเนาะ